ဘာယာနာတီပြည်ပြမတက်မင်းကြီးဆိုးဆန်စင်ဆူလာတတိလိုအမည်တွေနဲ့ညံ့အမျော်မြင်ကြီးမားတဲ့တထေးကြီးတဦးရှိတဲ့တနေ့တော့ဘရင်ကြီးထံခစားဖို့အသွားလမ်းပေါ်မှာကြွတ်တေတကောင်ကိုတွေ့တော့ဉာဏ်ပညာနဲ့ပြည့်စုံသူဟာဒီကြွတ်ကိုအရင်ပြုပြီးလှုပ်ဆောင်မယ်ဆိုရင်ကြီးပွားနိုင်တယ်လို့ပြောလိုက်တယ်။အဲ့ဒီစကားကိုတော့အမျော်မြင်ရှိတဲ့စင်ရဲသားတဦးကကြားသွားတဲ့ဒါကြောင့်လေသူကကြွတ်တေကိုယူပြီးဈေးမှာကြောင်းစားဖြစ်တွားရောက်ရောင်းချတော့တချင်ရွေးရခဲ့တယ်။သူဟာတချင်ရွေးနဲ့တင်လဲထန်းလျက်ကိုဝယ်တယ်။အဲ့ဒီနောက်တောက်ရီအိုးတစ်လုံးကိုယူပြီးတောကနေပန်းကူးပြန်လာကြတဲ့ပန်းတယ်တွေကိုတင်လဲအနှဲငယ်နဲ့ရေတစ်ခွက်စီတိုက်တယ်။ပန်းတယ်တွေကလည်းသူ့ကိုပန်းလက်တဆုပ်စီပြန်ပေးကြတယ်။သူဟာအဲ့ဒီပန်းတွေကိုရောင်းပြီးရတဲ့ငွေနဲ့တင်လဲဝယ်ပြီးပန်းကြံတဲ့အထီသွားကပန်းတယ်တွေကိုတင်လဲကျွေးပြီးရေတိုက်ပြန်တယ်။အဲ့ဒီအခါပန်းတယ်တွေကသူ့ကိုပန်းတဝက်စီခွဲပေးကြတယ်။သူကအဲ့ဒီပန်းတွေကိုရောင်းချလိုက်တော့ငွေအသက်ပြ၈ပြားရတယ်။တနေ့တော့မိုးတက်လေပြင်းတိုက်ခိုက်တာကြောင့်ဘရင်ကြီးရဲ့ဥယျာဉ်တော်ထဲကတစ်ပင်တွေရဲ့အကိုင်းခတ်တွေကကျိုးကျကုန်တယ်။အဲ့ဒါနဲ့သူကဥယျာဉ်မူထန်သွားပြီးဥယျာဉ်တော်အတွင်းရှုပ်ပွားနေတဲ့တစ်ကိုင်းတစ်ခတ်တွေကိုသူ့ကိုပေးဖို့ပြောလိုက်တယ်။ဥယျာဉ်မူကလည်းသဘောတူတဲ့အဲ့ဒါနဲ့သူကအဲ့ဒီအနီးနားမှာကစားနေတဲ့ကလေးတွေကိုတင်လဲကျွေးပြီးထင်းလို့ငါတစ်ကိုင်းတစ်ခတ်တွေကိုရှင်းလင်းတည်ယူခိုင်းလိုက်တယ်။အဲ့ဒီအချိန်မှာဘရင်ရဲ့အိုးဖုတ်တီကအိုးတွေဖုတ်ဖို့အတွက်ထင်းလိုတာကြောင့်သူ့ထံကနေဝယ်ယူသွားတဲ့သူဟာအဲ့ဓာတွေကိုရောင်းလိုက်ရတာကြောင့်ငွေတစ်ပြား16ပြားနဲ့အိုး9လုံးရလိုက်တယ်။အဲ့ဒီအချိန်မှာသူ့မှာစုစုပေါင်းငွေ24အသက်ပြပိုင်ဆိုင်နေပြီလည်းဖြစ်ပါတယ်။အဲ့ဒီနောက်သူဟာမြို့တကားနားမှာနေပြီးမျက်ရည်သမားတွေကိုတောက်ရည်ပေးဝေပြန်တယ်။မျက်ရည်သမားတွေကလည်းအကူအညီလိုရင်ပြောပါကူညီဖို့အသင့်ပါလို့ပြောတယ်။သူဟာကုန်းပွဲစားရေပွဲစားတွေနဲ့လည်းမိတ်ဆွေဖွဲ့ထားတယ်။တနေ့တော့ကုန်းပွဲစားတွေကဒီမြို့ကိုမြင်းကားရပါတဲ့မြင်းကုံတဲ့တဦးလာမယ်လို့သူ့ကိုသတင်းပေးတယ်။အဲ့ဒါနဲ့သူကမျက်ရည်သမား900ထံကိုသွားပြီးမျက်တစည်းစီတောင်းယူလိုက်တယ်။မြင်းကုံတဲ့ရောက်လာတော့သူကအဲ့ဒီမျက်တွေကိုရောင်းချလိုက်တယ်။အဲ့ဒီမျက်တွေကိုရောင်းချမှုကြောင့်သူကအသက်ပြ1000ရလိုက်တယ်။နောက်3-4ရက်ကြာမှစိတ်ကန်းကိုကုံပြည့်တင်ဆောင်လာတဲ့လေကြီးတစ်စီးရောက်လာမယ်လို့ရေပွဲစားစီကနေသတင်းရတယ်။စင်ရဲသားဟာ၄လအတွင်းအခုလိုငွေအသက်ပြ2သိန်းရရှိခဲ့ခြင်းဟာစုဝထတတိသူထေးရဲ့ပြောဆိုမှုကြောင့်ဖြစ်တယ်ဆိုတာကိုသိတာကြောင့်ကျေးဇူးတင်တဲ့အနေနဲ့ငွေအသက်ပြ3သိန်းနဲ့တွားရောက်ကြော့ခဲ့တယ်မေသူထေးကြီးကလည်းညံအမျော်မြင်နဲ့ပြည့်စုံတဲ့စင်ရဲသားကိုအကွက်မြင်မှုစူးစမ်းမှုတွေကိုသဘောကျတာကြောင့်သူ့ရဲ့သမီးဖြစ်သူနဲ့လက်ထပ်ပေးလိုက်တယ်သူထေးကြီးတည်ဆုံးတော့သူဟာသူထေးကြီးရဲ့နေရာကိုရရှိခဲ့တယ်စက်ပေါင်းတော့သူစင်ရဲဆူလက်ပံဆူလာတတိသူ